အခုလဲ CCTV ကနေစစ်ဆေးကြည့်တော့စောရောင်ချောရဲ့ပုံစံထူးဆန်းနေပြီးဂန်ဟူချောကိုတွားတွေ့နေတာမြင်လိုက်ရပါတယ်စောရောင်ချောကဂန်ဟူချောနဲ့ပထမဆုံးတွေ့ခဲ့တာမို့ဂန်ဟူချောဟာပထမဆုံးကူးစက်ခံရသူဖြစ်နိုင်တယ်ဆိုပြီးဂွန်ဆယ်ချောင်းတွေးမိလိုက်ပါတယ်အဲ့အချိန်စောရောင်ချောကတမင်သက်သက်ဂန်ဟူချောကြိုက်တာကိုခံလိုက်ပြီးလဲကျသွားခဲ့ကတကိုယ်လုံးတဆက်ဆက်တုံနေပါတယ်အခြားကူးစက်ခံရသူတွေပါခေါင်းနဲ့မော်ပြီးတကိုယ်လုံးတုံဆင်းနေကြတာကြောင့်ဂွန်ဆယ်ချောင်းလည်းဘာမှမစင်စားနိုင်တော့ပဲဖြစ်နေရပါတယ်ဒါပေမဲ့ကူးစက်ခံရသူတွေမလှုပ်ရှားနိုင်ဖြစ်နေတဲ့အချိန်စောရောင်ချောကိုအရင်တော်ဖန်ဖို့တွေးမိလိုက်ကြပြီးနှိုးစောရဲ့အမအနေရကင်းတဲ့လမ်းကိုပြောပြဖို့ထင်းချုပ်ခန်းထဲမှာနေခဲ့မယ်လို့ပြောပါတယ်ညိုးစောကသူ့အမောက်စိတ်မချပေမဲ့အချိန်မရှိရကြောင်းအမြန်လှုပ်ရှားကြပြီးလက်ကျနေတဲ့စောအောင်ချောကိုထူလိုက်တာနဲ့စောအောင်ချောអော်လိုက်တဲ့အခါကူးစက်ခံရသူတွေကသူတို့ကိုတိုက်ခိုက်လာပါတယ်အဲ့ဒါကြောင့်အခန်းတစ်ခုတည်းဝင်ပေါင်းပြီးစောအောင်ချောရဲ့ပါဇက်ကိုပိတ်လိုက်တော့ကူးစက်ခံရသူတွေသူတို့အခန်းကိုကျော်သွားကြပါတယ်ဒါပေမဲ့စောအောင်ချောကသူ့မျက်လုံးတွေကိုအသုံးပြုပြီးကူးစက်ခံရသူတွေကိုဆက်သွယ်လိုက်တော့သူတို့တွေဒီအခန်းထဲမှာရှိနေတာကိုသိသွားကြပါတယ်ဒါကိုသတိထားမိတဲ့ဂွန်ဆယ်ချောင်းကစောရောင်ချောမျိုးလုံးတွေကိုအဝိဇ္ဇစီပြီးအခြားတဲ့နေရာစီပြောင်းလိုက်တဲ့အခါမှာတော့ကူးစက်ခံရသူတွေသူတို့ရဲ့နေရာကိုမသိတော့ပါဘူးတကယ်တော့စောရောင်ချောကဂန်ဟူချောကြိုက်တာကိုခံလိုက်ရပြီးကြတဲ့ကကူးစက်ခံရသူတွေကိုထိန်းချုပ်နိုင်သွားတာဖြစ်ပါတယ်အဲဒါကြောင့်စောရောင်ချောမမြင်နိုင်မကြားနိုင်အောင်ဖုန်းထဲကဂရုချက်ကနေပဲဆက်သွယ်ပြောဆိုကြဖို့ဂွန်ဆယ်ချောင်းကသတိပေးလိုက်ပါတယ်ညိုးစောရဲ့အမာကအနီရကင်းကင်းနဲ့ထိန်းချုပ်ခံစီပြန်လာလို့ရမယ့်လမ်းကြောင်းကိုမက်ဆေ့ပို့ပေးလိုက်ပေမဲ့ဒူရဲမှုကတော့သူတို့တွေစောအောင်ချောကိုဖမ်းမိသွားပြီးမို့လို့တခါတည်းထွက်ပြေးလို့ရတာကိုစဉ်းစားမိလိုက်ပါလိအဲ့ဒါကြောင့်တကူးတကကြီးအနေရများတဲ့ထိန်းချုပ်ခံစီပြန်မသွားတော့ဘူးလို့ပြောလိုက်တော့ဒါကိုကြားသွားတဲ့စောအောင်ချောကချက်ချင်းပဲကူးစက်ခံရသူတွေကိုဆက်သွယ်လိုက်ပါလိကူးစက်ခံရသူတယောက်ကကွန်ပျူတာမှာထိန်းချုပ်ခံရဲ့တီနီယာကိုရှာကြည့်လိုက်ပြီးနောက်တီနီယာကိုတခြားသူတွေစီသတင်းပို့လိုက်ပါလိညိုးစောလည်းကူးစက်ခံရသူတွေကိုထင်းချုံနေတဲ့စောရောင်ချောကိုရပ်တန့်လိုက်ဖို့ပြောပေမဲ့ပြောလို့မရတာကြောင့်သူ့ကိုခေါ်သွားဖို့လုပ်ပါတယ်အဲ့အခါမှာတော့ဒူရဲမှုကကာကွယ်သေးဖြစ်တဲ့စောရောင်ချောကိုမထိနဲ့ဆိုပြီးတနက်နဲ့ချိန်လာလို့ညိုးစောလည်းသူတယောက်တည်းပဲသူ့အမစီအမြန်ပြေးသွားပါတယ်ကိုစဲချောင်းညိုးစောသူ့အမကိုပြန်ခေါ်လာတဲ့အထိစောင့်ဖို့ပြောပေမဲ့သူ့ဘက်မှတယောက်မှမရှိတာကြောင့်ရှစ်ဆက်သွားဖို့ပဲလုပ်ရပါတော့တယ်ထိန်ုံခံရနှွှစောအမားကလည်းသူ့စီကိုကူးစက်ခံရသူတွေလာနေပြီဆိုတာသဘောပေါက်လိုက်ပြီးသူ့မအောင်ဘေးကင်းတဲ့လမ်းကြောင်းအောင်ပြောပြမယ်ဆိုတာမလိန်တစ်ဖက်နဲ့မြေရောက်ထက်ကိုလာလို့မရတဲ့ဓာတ်လေကားတွေကိုဝင်ခန်းလိုက်ပါလေသွေးပူနေတဲ့နှွှစောကလည်းဓာတ်လေကားတဲ့ရောက်မှမြေရောက်ထက်စီသွားလို့မရတာကိုသိလိုက်ပြီးအမားဖြစ်သူကတော့ထွက်ပြေးဖို့ပဲပြောနေပါလေနှွှစောတယောက်ချင်းမကင်မိလက်မကင်မိဖြစ်နေတုန်းမှာပဲသူ့အမကိုကူးစက်ခံရသူတွေကကြိုက်သက်လိုက်ပြီးဖြစ်ပါလေအဲ့အချိန်စောရောင်ချောကရုတ်တရက်အောင်ငိုနေခဲ့ပြီးခဏအတွင်းမှာပဲရန်မောနေပြန်ကညိုစောကသူ့အမတေရတာဒူရဲမှုတို့ကြောင့်ဖြစ်လို့ဒူရဲမှုတို့တွေလည်းအသက်ရှင်လျက်ထွက်မပြေးနိုင်သေးရဘူးဆိုပြီးစာပို့လာပါသည်တစ်ဖက်မှာလည်းစောဟီတို့ဇီဝနီးပညာရှင်အဖွဲ့နဲ့ဝန်ကြီးတို့တွေစကားပြောနေကြပါသည်စောဟီကကူးစက်ခံရသူတွေဟာဓာတ်ခွဲခန်းထဲကမြောက်တွေလိုမျိုးဖြစ်နေတာဖြစ်ကြောင်းနဲ့ကူးစက်ခံရတာနဲ့အုံနောက်ဆဲတွေဖြတ်စည်းခံရတာဖြစ်လို့အသက်ပြန်ခဲ့ဖို့မဖြစ်နိုင်ကြောင်းရှင်းပြပါသည်ဝန်ကြီးတို့အနေနဲ့ကလည်းကူးစက်ခံရသူတွေကိုမနှိမ်နှင်းနိုင်သေးလို့အထဲမှာရှိတဲ့ဗိုင်းရပ်စ်ကာကွယ်ဆေးကိုဖန်ထားတဲ့ဒူရန်မှုတို့မကဲဖြစ်သေးတာဖြစ်ပါသည်ဝန်ကြီးတို့ရဲ့အကြမ်းဖက်တိုက်ဖြတ်ရေးအဖွဲ့ကသာကူးစက်ခံရသူတွေကိုလက်လွတ်ဆက်ပဲရှင်းလင်းလိုက်ရင်ဘာမှနားမလည်တဲ့ပြည်သူတွေရဲ့အပြစ်ပြောခြင်းကိုခံရနိုင်ပါသည်အဲ့ဒါကြောင့်စောဟီတို့ကူးစက်ခံရသူတွေရဲ့အခြေအနေကြောင့်ပြည်သူတွေကိုရှင်းပြပေးလိုက်ဖို့ပြောပေမဲ့စောဟီရဲ့ခေါင်းဆောင်ကလည်းသူတို့အဖွဲ့ဝင်တွေအပြစ်ပုံချခံရနိုင်တာကြောင့်ခေါင်းမခံရဲပဲဖြစ်နေပါသည်ဒါပေမဲ့အခုချိန်ကကာကွယ်သေးရဖို့နဲ့အသက်ရှင်ညံသူတွေကိုကယ်ရဦးမှဖြစ်လို့စောဟီကသဘောတူလိုက်ပါသည်ပြီးတော့တခွဲကန်းထဲမှာနံပါတ်1မြောက်ကိုပြစ်သက်လိုက်တဲ့အခါအခြားကူးစက်ကမြောက်တွေလည်းရပ်တန့်သွားတာမို့နံပါတ်1မြောက်ဟာပထမဆုံးကူးစက်ခံရသူဖြစ်နိုင်ကြောင်းစောဟီကပြောပြပါသည်ကူးစက်ခံရတဲ့လူသားတွေထဲမှာလည်းပထမဆုံးကူးစက်ခံရသူကိုရှင်းလင်းနိုင်ရင်အကြံဖတ်မှုရပ်တန့်သွားနိုင်ပါသည်အဲဒါကြောင့်ဝန်ကြီးတို့ကပထမဆုံးကူးစက်ခံရတဲ့လူသားကိုရှာဖို့ဦးစားပေးလိုက်ကြပါသည်ကာကွယ်စရာရောဆုံးရှုံးစရာရောမရှိတော့တဲ့ညွှန်းစောကတော့ဓာတ်တစ်ချောင်းနဲ့ကူးစက်ခံရသူတွေကိုတပ်ဖြတ်ပြီးတော့ CCTV ရှိတဲ့အခန်းတစ်ခုတည်းကိုဝင်သွားပါသည်အဲ့နောက်ဒူရန်မှုတို့တွေရှိနေတဲ့နေရာကိုစပီကာကနေကြေညာပေးလိုက်တော့စောရောင်ချောလဲကူးစက်ခံရသူတွေကိုဆက်သွယ်လိုက်ပါသည်ကူးစက်ခံရသူတယောက်ကဒူရဲမှုကိုတိုက်ခိုက်လာတဲ့အခါတန်တန်နဲ့ပြစ်တက်လိုက်ပြီးနောက်ထပ်ကူးစက်ခံရသူတွေကိုအာရုံလွှဲဖို့ဘိုးတော်ရဲ့ခြေထောက်ကိုပစ်ထားခဲ့လိုက်ပါသည်ဒူရဲမှုကစောအောင်ချောကိုဖမ်းပြီးအခန်းတစ်ခုထဲဝင်သွားတော့ကြံနေခဲ့တဲ့မင်းကလေး3ယောက်လည်းအခြားအခန်းတစ်ခုထဲမှာဝင်ပုန်းနေလိုက်ပါသည်လူလေးတော့မှထွက်ပြေးဖို့အခန်းအပြင်ထွက်လာခဲ့ပေမဲ့စောအောင်ချောကကူးစက်သူတွေကိုထိန်းချုပ်ထားပြီးဒူရဲမှုကိုပဲပြစ်မှတ်ထားတိုက်ခိုက်ခိုင်းပါသည်အဲ့ဒါကြောင့်ဒူရန်မှုလဲကူးစက်ခံရတဲ့သူတွေကိုတနက်နဲ့ပြစ်ခတ်နေရပြီးအဲ့အချိန်ကိုယ်ဆက်ချောင်းတို့ကဆောင်းချောကိုခေါ်ထုတ်သွားပြန်ပါသည်ဒူရန်မှုလဲအနောက်ကနေလိုက်ဖို့လုပ်ပေမဲ့ခြေထောက်ကြီးထိထားတဲ့ဘိုးတော်ကသူ့ကိုဆွဲထားပါသည်ဘိုးတော်ကိုပြစ်တက်ဖို့လုပ်ပေမဲ့လဲတနက်ထဲမှာကြည်မရှိတော့ပဲကူးစက်သူတွေရဲ့ကြိုက်ဖြတ်ခြင်းကိုခံလိုက်ရပါတော့တယ်
ကွန်ဆယ်ကျောင်းတို့ကအခန်းတစ်ခုထဲမှာဆောင်းအောင်ချောကိုချီနှောင်ထားလိုက်ပြီးသူမမြင်နိုင်မကြားနိုင်အောင်စာပို့ပြီးတော့ပဲဆက်သွယ်ပြောဆိုကြပါတယ်သူတို့လာခဲ့ခိုင်းမှုအတွက်ကယ်ဆယ်ရေးအဖွဲ့နဲ့ဆက်သွယ်ဖို့တည်တော်တဲ့ဒူရဲမှုရဲ့ဖုန်းကွန်ဆယ်ကျောင်းကတွားယူမယ်ဆိုပြီးစာပို့လိုက်ပါတယ်ဖြစ်ချင်တော့ကွန်ဆယ်ကျောင်းတို့ရဲ့ဂရုချက်ထဲဝင်ထားတဲ့ဖုန်းတစ်လုံးကူးစက်သူတယောက်ကကောက်ရထားပြီးအဲ့ဒီလူကနေတစ်ဆင့်ဆောင်းအောင်ချောကစာတွေကိုသိနေနိုင်ပါတယ်တစ်ဖက်မှာလည်းဝန်ကြီးတို့ကဂန်ဦးကျော်ဟာပထမဆုံးကူးစက်ခံရသူဆိုတာသိသွားပါတယ်ဘူလီကျောင်းသူကကပ်ဘေးတစ်ခုကြုံနေရတာတောင်စုံဝန်းဘာလို့တင်းငိမ့်နေရလဲမေးတော့စုံဝန်းကဒီထက်ပိုဆိုတဲ့အနိုင်ကျင့်မှုတွေကိုခံခဲ့ရလို့ဖြစ်ကြောင်းပြောပြလိုက်ပါတယ်ကွန်ဆယ်ကျောင်းကဒူရဲမှုဖုံးရသွားတဲ့အခါဝန်ကြီးတို့စီဖုံးဆက်ခဲ့ပြီးဆောင်းအောင်ချောကိုဖမ်းထားလိုက်ပြီးမို့သူတို့ကိုလာခဲ့ဖို့ပြောပါတယ်ဝန်ကြီးတို့ကလည်းခေါမိုးအောက်မှာရှိတဲ့ကယ်ဆယ်ရေးအဖွဲ့ကိုနှစ်ဖွဲ့ခွဲခိုင်းကတစ်ဖွဲ့ကိုခံဦးချောကိုတွားရှင်းခိုင်းပြီးနောက်တစ်ဖွဲ့ကိုတော့ဆောင်းအောင်ချောတို့ကိုတွားခေါ်ခိုင်းပါတယ်ကိုဆယ်ကျောင်းကသူတို့ကိုလာခဲ့ရမယ့်နေရာကိုပြောပြလိုက်တော့ဘေးနားမှာတေးစင်အောင်ဆောင်နေတဲ့ကူးစက်ခံရသူကကြားသွားတာကြောင့်ဆောင်းအောင်ချောလည်းသူရှိနေတဲ့နေရာကိုတည်သွားပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာတဲ့အခါသူတို့တွေလည်းပဲများပြားလာတဲ့ကူးစက်ခံရသူတွေကိုရှင်းဆိုင်နေရပြီးညှိုးစောကလည်းဆောင်းအောင်ချောကိုလိုက်ရှာနေပါတယ်အခန်းထဲမှာကြံခဲ့တဲ့ဘူလီကျောင်းသူကကယ်ဆယ်ရေးတွေရောက်နေပါပြီဆိုတဲ့စကားတန်ကိုကြားတော့တုံသားချင်းမရှိပဲတကားကိုဖွင့်လိုက်ပါတယ်တကယ်တော့ကူးစက်ခံရသူတွေကစကားပြောနိုင်တဲ့အထိစင်ငယ်ပြောင်းလဲသွားတာဖြစ်ပြီးအရင်ဆုံးဆောင်းအောင်ချောကိုကြိုးဖိပေးကြပါတယ်ဘူလီကျောင်းသူလည်းစုံဝန်းကိုကြောက်တော်မီထွက်ပြေးဖို့လုပ်ပြင်မဲ့မအောင်မြင်ခဲ့ပဲစုံဝန်းအသက်အလကားပေးလိုက်ရပါတယ်နောက်ဆုံးမှတော့ကူးစက်ခံလိုက်ရတဲ့စုံဝန်းကပဲဘူလီကောင်မကိုကိုက်တက်ပေးလိုက်ပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေကလင်းမြန်စွာနဲ့ပဲဂန်ဦးချောကိုပြစ်သက်နိုင်လိုက်ပေမဲ့ကူးစက်ခံရတဲ့သူတွေကတော့ရက်တက်မသွားခဲ့ပဲကယ်ဆယ်ရေးအဖွဲ့တွေကြာဆုံးသွားခဲ့ပါတယ်တစ်ဖက်မှာတော့အပြင်ထွက်လာတဲ့ဆောင်းအောင်ချောကိုညှိုးစောကရုတ်တရက်တိုက်ခိုက်ပေမဲ့ဆောင်းအောင်ချောကလည်းကူးစက်ခံရသူတွေနဲ့ပြန်လည်တိုက်ခိုက်ပါတယ်ကူးစက်ခံရသူတွေကတော့ညှိုးစောရဲ့တကူလုံးမှာသူတို့ရဲ့အဖြူရောင်ဗိုင်းရပ်အရည်တွေပြည့်ကျန်နေတာမို့တိုက်ခိုက်ဖို့တွေ့ဝင်နေပါတယ်ဒီအရာတွေကိုပုံနေတဲ့ကွန်ဆယ်ကျောင်းကလည်းစောင့်ကြည့်နေပါတယ်။ဆောင်းချောညှိုးစောရဲ့ခန္ဓာကိုယ်အာရုံပြုပြီးကုသခံရသူတွေကိုတိုက်ခိုက်ဖို့သတင်းပို့လိုက်တဲ့အခါမှာတော့ညှိုးစောလည်းတိုက်ခိုက်သူတွေဝိုင်းထားတာကိုခံလိုက်ရပါတယ်။အဲ့အချိန်ဆောင်းချောကိုကွန်ဆယ်ကျောင်းကရုတ်တရက်တိုက်ခိုက်လာကလေပင်မှာကြိုးကွင်းဆုပ်ပေးလိုက်တော့ဆောင်းချောလည်းသူ့ကြိုးကွင်းကိုဖျက်ပေးဖို့တစ်ဖက်မှာရှိတဲ့ကုသသူတွေကိုသတင်းပို့လိုက်ပါတယ်။ကုသခံရသူတွေကြိုးဖြတ်ပေးလိုက်လို့လွတ်လာတဲ့ဆောင်းအောင်ချောကိုညှိုးစောကတပ်ဖို့လုပ်ပေမဲ့ကွန်ဆယ်ကျောင်းကတားနေပြန်ပါတယ်။သူအမအသက်ခံလိုက်ရလို့သွေးပူနေတဲ့ညှိုးစောလည်းကွန်ဆယ်ကျောင်းကိုမဲနေတုန်းမှာဆောင်းအောင်ချောလွတ်သွားပါတယ်။ညှိုးစောလည်းအနောက်ကနေလိုက်တပ်ဖို့လုပ်ပေမဲ့သူအမကိုမြင်လိုက်ရလို့ကြက်သေးသေးနေတုန်းမှာကုသခံရတဲ့သူအမကပဲညှိုးစောရဲ့နှလုံးကိုဓာတ်နဲ့ထိုးပေးလိုက်လို့လျှော့သွားပါတယ်။ကွန်ဆယ်ကျောင်းကနီးပညာမိတ်ဆက်ပွဲကိုလာဖို့သူမစီဖိတ်စာပို့ခဲ့တဲ့သူဟာဆောင်းအောင်ချောမလားဆိုပြီးမေးလိုက်ပါတယ်။တကယ်တော့ဆောင်းအောင်ချောရဲ့အဖေကျောင်းသားတွေရဲ့သူတည်တနာရန်မုံငွေကိုအလဲသုံးသားလုပ်ခဲ့တဲ့ဆိုတဲ့အကြောင်းတိုင်ကြားခဲ့တဲ့သူဟာကွန်ဆယ်ကျောင်းဖြစ်ပါတယ်။ဆောင်းအောင်ချောအဖေကသူ့ရဲ့လုပ်ရက်ကိုကျောင်းသားတွေလက်ခံပေးပြီးသားဖြစ်ကြောင်းနဲ့ဒါဟာမပြည့်စုံတဲ့ဆက်သွယ်ပြောဆိုခြင်းကနေဖြစ်ပေါ်လာတဲ့ဖြစ်ရဆိုတစ်ခုဖြစ်ကြောင်းရှင်းပြကကွန်ဆယ်ကျောင်းအကြိမ်ကြိမ်တောင်းပန်ခဲ့ပါတယ်။ကွန်ဆယ်ကျောင်းဘက်ကဒီတောင်းပန်မှုကိုလုံးဝလက်မခံခဲ့ပဲကလေးဘက်ရှိသေးတဲ့ဆောင်းအောင်ချောကအကုန်ကြားသိခဲ့ရပါတယ်။ဒါပေမဲ့အခုလိုဇီဝအကြံဖတ်မှုလုပ်ရတာကကွန်ဆယ်ကျောင်းကိုလက်စားချခြင်းလို့မဟုတ်ပဲသူ့အဖေရဲ့တည်ဆုံခြင်းကိုတခြားပုံစံတစ်မျိုးနဲ့အတိတ်ပဲကောင်းမိသွားလို့ဖြစ်ပါလိမ့်သူ့အဖေတည်ဆုံသွားရတာဟာမပြည့်စုံတဲ့ဆက်သွယ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဖြစ်ရဆိုတစ်ခုလို့သတ်မှတ်ထားပါလိမ့်လူသားတို့ရဲ့သိမြင်နိုင်စွမ်းအရန်ကိုကျဉ်းမြောင်းလွန်ပြီးတစ်ဖက်လူရဲ့ခံစားချက်တွေအတူရဲ့ခွာတွေကိုထပ်တူထပ်မြတ်မခံစားပေးနိုင်ကြပါဘူးအဲ့ဒါကြောင့်ဆောင်းအောင်ချောကလူသားတို့ရဲ့အုံနောက်ကိုတသားလေးဖြစ်သွားအောင်လုပ်ပေးလိုက်တာဖြစ်ပြီးအခုဆိုရင်တဖြည်းဖြည်းနဲ့စင်ငယ်ပြောင်းလဲလာတဲ့ကူးစက်ခံရသူတွေကစကားလဲပြောနိုင်နေပြီဖြစ်ပါသည်။တာမန်လူသားတွေအနေနဲ့တကိုယ်တည်းနေနိုင်တာကလွှဲရင်သူတို့ကူးစက်ခံရသူတွေထက်ပိုသာတာမျိုးမရှိဘူးလို့လည်းပြောပါသည်။ကိုယ်စားကြောင်းကိုလည်းတကိုယ်တည်းသမားအဖြစ်နေကြည့်လိုက်ဖို့ပြောနေတယ်တော့ကဲဆယ်ရေးအဖွဲ့တွေရောက်လာပါသည်။အဲ့အချိန်ကူးစက်ခံရသူတွေကိုကိုယ်စားကြောင်းကိုတိုက်ခိုက်ခံလိုက်တာမို့ကဲဆယ်ရေးအရာရှိတွေကကိုယ်စားကြောင်းကိုထားခဲ့ပြီးဆောင်းအောင်ချောကိုအတားလေးခေါ်သွားပါသည်။ဆောင်းအောင်ချောရဲ့မျက်လုံးနဲ့ပါးစပ်ကိုဖွင့်ထားရင်အန်ဒီရဲ့များတာကိုကဲဆယ်ရေးအဖွဲ့သားတွေကတော့မသိကြပါဘူး။ကွန်ဆယ်ချောင်းလည်းအခန်းတစ်ခုထဲမှာဝင်ပုံးနေလိုက်ရပြီးကင်မရာကနေစောင့်ကြည့်နေတဲ့ဆော်ဟီကကွန်ဆယ်ချောင်းကိုကယ်ပေးဖို့ပြောပေမဲ့ဝန်ကြီးတို့ကတော့ညှင်းပယ်နေကြပါသည်။ဆော်ဟီလည်းကွန်ဆယ်ချောင်းကိုဖုံးဆက်ပြီးတော့အကျိုးအကြောင်းရှင်းပြရင်းနဲ့ကူးစက်ခံမြောက်တွေအကြောင်းကိုလည်းပြောပြလိုက်ပါသည်။အဲ့အခါကွန်ဆယ်ချောင်းကနံပါတ်1မြောက်ဟာပထမဆုံးကူးစက်ခံရသူမဟုတ်ပဲတခြားကူးစက်ခံတွေကိုထိန်းချုပ်နိုင်တဲ့အကောင်ဖြစ်ကြောင်းပြောပြလိုက်ပါသည်။အဲ့ဒါကြောင့်အခုချက်ချင်းဆောင်းအောင်ချောကိုရှင်းပြလိုက်ရင်အကြံဖတ်မှုကိုရပ်တန့်နိုင်ပေမဲ့အစိုးရဘက်ကဆောင်းအောင်ချောကိုကာကွယ်သေးလို့ထင်နေရကြောင်းရှင်းပြမှာမဟုတ်ပါဘူး။တဖက်မှာလည်းဆောင်းအောင်ချောကိုဖမ်းလာတဲ့ကဲတဲ့အဖွဲ့သားတွေကလည်းအကြိုက်ခံရလို့ကူးစက်သူတွေဖြစ်သွားပြီဖြစ်ပါသည်။အဲ့ဒီကူးစက်ခံလိုက်ရတဲ့ကဲတဲ့အဖွဲ့သားတွေနဲ့အတူအပြင်ထွက်လာပြီးတော့အပြင်ဘက်ကပြည်သူတွေကိုပါတိုက်ခိုက်ဖို့တွေးနေပါသည်။ဆော်ဟီကဆောင်းအောင်ချောကိုရှင်းပြရမယ့်အကြောင်းဝန်ကြီးကိုတွားပြောပေမဲ့ဝန်ကြီးကတော့လက်မခံပါဘူး။
ကွန်ဆယ်ချောင်းကသူ့အနောက်လိုက်နေတဲ့ကုသသူတွေလက်ကနေထွက်ပြေးလာပြီးဇိုင်းရဲအရေးဖြူတွေပေးနေတဲ့ဂျက်ကက်တစ်ထည်ကိုဝတ်လိုက်တော့အတိုက်ခိုက်မခံရတော့ပါဘူးအဲ့အချိန်စောအောင်ချောကပြည်သူတွေကြားထဲကိုကုသခံရသူတွေထည့်ပေးလိုက်တဲ့အပြင်အစာအုပ်ထဲမှာပိတ်လောင်ခံရတဲ့ကုသခံရသူတွေကိုပါလွှတ်ပေးလိုက်ပြီးဖြစ်ပါလိဒါကိုတီလာရတဲ့ဝင်ကြီးနဲ့အကြမ်းဖက်တိုက်ဖြတ်ရေးအဖွဲ့လည်းအမြန်ဆုံးနေရာရွှေ့ပြောင်းဖို့ပြင်ဆင်ကြပါလိကွန်ဆယ်ချောင်းအပြင်ဘက်ကိုရောက်လာတော့ရုံးရင်းဆန်ကဖြစ်နေတာတွေကိုမြင်လိုက်ရပြီးစောအောင်ချောဘယ်နေရာမှာရှိနေလဲဆိုတာကိုစုံစမ်းပေးဖို့စော်ဟီကိုခံလိုက်ပါလိစော်ဟီကလည်းစောင့်ကြည့်ရဲ့အခန်းထဲက CCTV တွေကြည့်ပြီးတော့စောအောင်ချောရှိမဲ့နေရာစီလမ်းညွှန်ပေးပါလိအဲ့လိုနဲ့ကွန်ဆယ်ချောင်းကကားတစ်စီးစီးသွားပြီးတော့စောအောင်ချောကိုအနောက်ကနေဝင်တိုက်ပေမဲ့ရှောင်သွားခဲ့ပါလိစောအောင်ချောကသူ့ကိုတိုက်တဲ့ကားကိုတိုက်ခိုက်ဖို့ကူးစက်ခံရသူတွေကိုဆက်သွယ်လိုက်တာကြောင့်ကွန်ဆယ်ချောင်းလည်းကားထဲကနေထွက်ပြေးလာပါလိကွန်ဆယ်ချောင်းကဗိုင်းရပ်အရေးတွေပေးနေတဲ့ဂျက်ကက်ကိုဝတ်ထားတာမို့တိုက်ခိုက်မခံရတာကြောင့်စောအောင်ချောလည်းဂျက်ကက်ကိုအာရုံပြုပြီးကူးစက်ခံရသူတွေကိုတိုက်ခိုက်ဖို့ဆက်သွယ်ပြန်ပါလိအဲ့အခါကွန်ဆယ်ချောင်းကသူ့ရဲ့ဂျက်ကက်ကိုကူးစက်ခံရသူတယောက်ပေါ်အုပ်လိုက်ပြီးပတ်ပတ်နဲ့ပြေးလိုက်တဲ့အခါမှာတော့အခြားကူးစက်ခံရသူတွေအကုန်လုံးကဂျက်ကက်အနောက်ကိုလိုက်နေကြရင်ဆက်ဝိုင်းပုံစံပတ်ပတ်နဲ့ပြေးမိနေကြပါလိအချိန်အတော်ကြာအောင်ပြင်းနေကြပြီးစောအောင်ချောကိုရိုင်းအောင်ကူးစက်ခံရသူတွေကိုမထိန်ချုပ်နိုင်တော့တာမို့ဂျက်ကက်ကိုဖယ်ဖို့ကြိုးစားရပါသည်ဂျက်ကက်ကိုဖယ်လိုက်တဲ့အခါကူးစက်ခံရသူတွေအကုန်လုံးလဲကျသွားခဲ့ပြီးစင်ငယ်ပြောင်းလဲမှုကမူလအစကိုပြန်ရောက်သွားပါသည်အဲဒါကြောင့်မူလတုန်းကလိုမျိုးလူတွေကိုတေချာမခွဲခြားနိုင်တော့ပဲလူပုံစံမြင်တာနဲ့တိုက်ခိုက်တော့မှာဖြစ်ပါသည်ကွန်ဆယ်ချောင်းနဲ့စောအောင်ချောတို့တွေဘတ်စကားနားမှာတိုက်ခိုက်နေကြရင်ကွန်ဆယ်ချောင်းကကားအုပ်ထဲကိုဝင်ပုံလိုက်ပါသည်အဲ့အချိန်ကုသခံရသူတွေကဘတ်စကားမှာကတ်ထားတဲ့ပိုစတာတွေရဲ့လူပုံကိုတိုက်ခိုက်ဖို့ပြေးလာကြတဲ့အခါစောအောင်ချောကိုဝင်တိုက်မိသွားပါလိလက်ကျသွားတဲ့စောအောင်ချောကကုသခံရသူတွေကြားမှာပိတ်မိနေပြီးဘေးနားမှာလောင်နေတဲ့ကာမီကသူ့ကိုယ်ပေါ်ကိုဆွဲကတ်သွားပါလိအလုံးနဲ့ပဲစောအောင်ချောတယောက်မီးလောင်မြိုက်ခံရပြီးတော့အသက်ထွက်သွားတဲ့အခါအခြားကုသသူတွေအကုန်လုံးငြိမ်ကျသွားပါတော့တယ်ကွန်ဆယ်ချောင်းအနေနဲ့သူလှုပ်သိတဲ့ထင်တဲ့အရာကိုလှုပ်ဆောင်ပြီးအကြံဖမ်းမှုကိုအောင်မြင်စွာတားဆီးနိုင်လိုက်ပြီးဆိုပေမဲ့သူ့ကိုအပြစ်ဖို့မဲ့ဘူမတိကိုမတိပြည်သူတွေကိုနားဝဲအောင်ရှင်းပြပေးရအောင်မှာဖြစ်ပါသည်